သူ့ရှိလေကြောဖတ်ဆိုလေဘိုက်လေးလှန်ပေးထိုးမလို့ဆိုချိန်လိုက်တာဟာငါအကုသိုလ်ဇောကကြီးလိုက်လားလူ10ယောက်ဖမ်းလို့မရတဲ့အရာသူလှန်ကသူမိန်ကန်ယုံရှိသေးတယ်သူအကုသိုလ်ဇောတွေကြီးနေတာဖြစ်ချင်းကြောင့်ဟဲ့ရောက်ဒီအဲ့ဒီဝက်ကိုမယောင်းတော့ဘူးပြောလိုက်သူဝက်အမြဲတတ်နေတဲ့ပုံကိုကြီးသူဝက်ချံတော်ပြီကွာဝက်မတတ်တော့ဘူးဆိုပြီးသူကနေလိုက်တယ်ကောင်းမွန်နေနေချိန်မှာဝက်ချံထဲမှာဆူညမ်းနေတယ်အဲ့ဝက်မာလေးတဲ့ကွာဝက်မာလေးတစ်ကောင်ကချောတယ်သူကလည်းချစ်တယ်အဲ့ဒီဟာကတရုတ်မင်္ဂလာဆောင်ကဝယ်ကျင်တယ်ဆိုတော့အဲ့ဝက်ကိုလိုက်ဖမ်းတာ10ယောက်လောက်လိုက်ဖမ်းတာခြံကြီးထဲမှာပြေးနေပြီးတော့အဲ့ဝက်မမိဘူးပေါ့ဗျာမမိတဲ့ခါလဲကြောသူကအဲ့အဖိုးကြီးကဟဲ့ဘာဖြစ်နေလဲတဲ့ဟိုဘာကြိုက်တဲ့ဝက်မာလေးတစ်ကောင်တဲ့တရုတ်မင်္ဂလာဆောင်လာဝယ်တယ်ဝက်ကောင်လုံးစားလုပ်ချင်ကြတယ်အဲ့ဒါဟိုနင်းဖြစ်လို့တဲ့ဟိုလိုက်ဖမ်းတာစူညံနေတာပဲကွာတဲ့မင်းတို့ကလည်းဆိုတော့စိတ်တူသွားတယ်သူကပေးသန်းဆိုအဲ့သူ့ရဲ့မှိန်းကိုယူလိုက်တာဒီအဖိုးကြီးကအဲ့ချိန်မှာခုနဘရုံးမှာ10ယောက်လောက်ဖမ်းလို့မရတဲ့ဝက်မာလေးကဖြည်းဖြည်းပြေးလာရောသူ့ရှိလေကြောဖတ်ဆိုလေဘိုက်လေးလှန်ပေးထိုးမလို့ဆိုချိန်လိုက်တာဟာငါအကုသိုလ်ဇောကကြီးလိုက်လားလူ10ယောက်ဖမ်းလို့မရတဲ့အရာသူလှန်ကသူမိန်ကန်ယုံရှိသေးတယ်သူအကုသိုလ်ဇောတွေကြီးနေတာဖြစ်ချင်းကြောင့်ဟဲ့ရောက်ဒီအဲ့ဒီဝက်ကိုမယောင်းတော့ဘူးပြောလိုက်မင်းတို့လည်းရှိတဲ့ပစ္စည်းတွေအကုန်ယူပြီးအိမ်ပြန်ကြတော့အဲ့ဒီဝက်တွေအကုန်လုံးဘေးမဲ့ကြက်တဲ့နေရာပေးလိုက်တော့ဒီနေ့ပဲတောထွက်တော့မယ်တောထွက်တာပြီးသွားပြီတော်သေးတော့အကုသိုလ်ရဲ့အတွက်သူ့တော့သိလိုက်တယ်အကုသိုလ်ဇောကကန်ယုံလေးနဲ့တချို့သိပြင်းတယ်ဘယ်သူမှလုံးလို့မရသူလုံးလို့ရတယ်အဲ့အကုသိုလ်ပဲအကုသိုလ်ပဲအကုသိုလ်ပဲငါအကိုဆုံးမရှာပါဘူးသူမစ္စကြီးရဲဆိုတဲ့ကောင်ကအလွန်လှင်တဲ့ကောင်ဒီကြောင်းထဲမှာကြီးကန်းဘလို့လက်ချိန်ဦးနဲ့အဲ့ဒီကြီးကန်းကိုထိအောင်ဘယ်ဘက်မျက်လုံးလားညထိအောင်ပြစ်နိုင်တယ်ပြီးသွားပြီသူ့ဇောရှိသူနဲ့ငါနဲ့ငါးမြခိုင်းတယ်တကောင်းမှမဆွဲဘူးငါမြမှာ तू ကဘလို့နီးနဲ့ဖြစ်ဖြစ်အာကုတုနဲ့ပတ်သက်တာအကုန်ရတယ်သူ့ဇောသူဖြစ်ပြီလားဘလောက်တည်းအောင် तू ကဆိုးတယ်ဆိုငါအကိုပြောပြအာကြီးအာကုတုဇောက तू ကစုံငင်းတွေကိုကျွဲတွေဝင်စားတာကစုံငင်းတွေကို तू စိတ်တူသွားတယ်ကျွဲကိုဒီလိုနှစ်ဖားကျိုးတွေကိုဓာတ်နဲ့တူကန့်လန့်ဝင်အောင်ဘလို့ပြစ်မလဲစဉ်းစားအဲ့ဒါ तू ပြစ်တတ်တယ်မင်းစဉ်းစားကြည့်ကျွဲအုပ်တွေကိုဟာကိုဝင်းမလုပ်ပါရတယ်ငါဓာတ်ကိုမြောက်လိုက်မယ်တဲ့မြောက်ရင်ဂျိုထိမယ်ဂျိုထိပြီးကန့်လန့်သွားရင်အဲ့ကျွဲထိမယ်အဲ့လိုလုပ်တဲ့လူဟာ तू အာကုသူဇောထုံတယ် तू ဗီဇာနဲ့ तू လေ तू ဗီဇာနဲ့ तू ဆိုတော့အဲ့ဒီຢာတွေတော့အော် तू လေအခုဘုန်းကြီးကျောင်းနဲ့နေအခုဘုန်းကြီးကျောင်းနဲ့နေတာကိုငစင်ရင်တို့ခဏန်းတို့ရအောင်ဖမ်းတယ်သူတို့မေးကြည့်လိုက်ဒီကျောင်းဝင်းထဲမှာနေတာတော့မှအဲ့ဒီငါအကူကဒီမှာငါဘယ်တော့ငစင်ရင်မစားတော့ဘူးသူတို့အိမ်သွားပို့တယ်မအဲ့ကောင်မလေးမေးကြည့်သူတို့လည်းအလိုလိုပါချင်းမကိုယ်ရိုက်တယ်ချင်းမဆိုသူတို့လည်းပါတယ်ဒီဦး